Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လွန်ခဲ့တဲ့9-10နှစ်လောက်ကကျမဒီဥရောပကိုပညာသင်ဖို့ရောက်လာတဲ့အခါမှာကျမကိုဘယ်သူကမှမပြောပြဘူးတဲ့ကိုယ်တိုင်လည်းနေရင်းနဲ့မှတဖြည်းဖြည်းချင်းသိလာတဲ့ဒီအချက်သေးလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီအချက်သေးလေးတွေကပဲကျမရဲ့နေထိုင်မှုဘဝနဲ့နေ့စဉ် comfortable ဖြစ်မှုကိုအများကြီးအထောက်အကူပြုတဲ့အတွက်ဒီအချက်လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမတစ်ခုကတော့အခန်းပေါ်ရွေးချယ်မှုပါ roommate flatmate ပေါ့ whatever ပေါ့နော်ဒီ student life မှာအခန်းပေါ်ကောင်းရရှိမှုကထီပေါက်တာထက်ကံကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျမတို့ရဲ့အိတ်ချိန်စားလေးလာတဲ့အချိန်တွေအနားယူတဲ့အချိန်တွေစုစုပေါင်း24နာရီမှာဒီ16နာရီလောက်ကအခန်းထဲမှာပဲကုန်ဆုံးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကိုယ့်ရဲ့ဒီတနေ့တာရဲ့ဒီ45 to 65% က roommate environment ကလုံးဝကို affect ဖြစ်ပါတယ်ကျမဒီအများဆုံးကြုံရတဲ့ပြဿနာတွေကတော့အိတ်ချိန်မတူတဲ့ပြဿနာတွေပေါ့နော်ကိုကစောစောအိတ်ရတာကြိုက်တယ်ကိုယ့်ရဲ့အခန်းပေါ် flatmate တွေကအဲ့ချိန်ကျမှ party တွေဒီအခန်းထဲမှာဒီလိုမျိုးတငယ်ချင်းတွေနဲ့စုပြီးတော့ဒီ late party တွေလုပ်တဲ့အခါမှာဒီကျမရဲ့ဒီ sleeping time ကိုအရင် affect ဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခုကတော့တန်ရှင်းရေးပါဒီအဆောင်မှုအခန်းစစ်တဲ့အခါမှာသူ့ကြောင့်သို့မဟုတ်ကိုယ့်ကြောင့်ညစ်ပတ်တယ်ဆိုတဲ့ feedback ကိုရသွားရင်မကောင်းပါဘူးအခန်းပေါ်ချင်းလည်းမကောင်းဆိုတော့ဒီတန်ရှင်းရေးကအရင်အရေးကြီးတယ်နောက်တစ်ခုက cooking habit ပါပုံမှန်အားဖြင့်တော့ကျမတို့ဒီအာရှရဲ့အစာတွေကပို့ပြီး strong ဖြစ်တယ်ပေါ့နော်ဥပမာကျမတို့မြန်မာတွေရဲ့ဒီငပိနံတို့ငံပြာရီနံတွေကပို့ပြီး strong ဖြစ်တဲ့အတွက်ဒီဟာလေးတွေကိုတတိထားပြီးတော့ဒီ request လုပ်လို့ရတယ်ပေါ့နော်အမြဲတမ်းအနံ့ပြင်းတာကြီးတို့ချိန်တော့အဆင်မပြေဘူးပေါ့နော်တချို့အိန္ဒိယတို့ပါကစ္စတို့ဆိုလို့ရှိရင်ည7နာရီမှဟင်းချက်စားကြပါတယ်ဟင်းထားချက်တာကတော်တော်အဆင်မပြေတာကိုကြုံခဲ့ရတယ်ပေါ့နော်နောက်ဒီ money sharing habit ပေါ့နော်ကိုကဒီတစ်ချိန်ပေးထားပြီးတော့သူကနောက်တစ်ချိန်ပေးရမှာဆိုလို့ရှိရင်မတိချောင်ဆောင်ထားတာမျိုးတွေအဲ့လိုမျိုးတွေလည်းရှိနိုင်တယ်ကိုဝယ်တဲ့ပစ္စည်းအသုံးဆောင်တွေကိုယူသုံးတာယူစားတာတွေစသဖြင့်ရှိတတ်ပါတယ်အဲ့အမျိုးတွေကိုတေချာလေး handle လုပ်ဖို့လည်းအရေးကြီးပါတယ်ကိုရီကအပူပိုင်းကလာတာဖြစ်တဲ့အတွက်ဒီအေးပိုင်းကလူတွေနဲ့နေတဲ့အခါမှာဒီပြတင်းပေါက်ဖွင့်တာပေါ့နော်ကျွန်မဆိုရင်အာမေးနီးယားသူနဲ့နေရတယ်ပေါ့နော်ကိုအိတ်နေမှဒီပြတင်းပေါက်ဖွင့်တဲ့အခါမှာကိုကဖျားရတယ်ပေါ့နော်နောက်တစ်ရက်မှဖျားရတယ်ပေါ့နော်စသဖြင့်ညှိခဲ့ရတာတွေလည်းရှိခဲ့ဘူးတယ်ပေါ့နော်စတဲ့အချက်တွေကြောင့်ဒီ roommate stress ကအနည်းနဲ့အများတော့ရကြပါတယ်ကိုနဲ့အဆင်ပြေတယ်ဆိုရင်တော့ဒီ best friend အထီကိုရောက်သွားနိုင်ပါတယ်အကြံပေးချင်တာကတော့ခုရှုံးမှနောင်ရှင်းဆိုသလိုကိုမကြိုက်တာကိုရှင်းရှင်းလင်းလင်းပြောပြပြီးတော့သူမကြိုက်ဘူးဆိုတဲ့အရာကိုလည်းကိုကသတိထားပြီးတော့ရှောင်စေချင်ပါတယ်နောက်တစ်ခုကတာဝန်ခွဲယူခြင်းပါတလားတာ schedule နဲ့ဆွဲပြီးတော့တန်ရှင်းတာဝန်ကိုခွဲချမ်းယူခြင်းဖြစ်ပါတယ်နောက်အချက်အနေနဲ့ကတော့ serious ဖြစ်မလားတော့မသိဘူးပေါ့နော်မြန်မာအခန်းပေါ်နဲ့မနေပါနဲ့မနေနဲ့ဆိုတာကမပေါင်းခိုင်းတာကိုပြောတာမဟုတ်ပေါ့နော် negative back ကိုမရဘူးပေါ့နော်ကျွန်မဆိုလိုတာကဒီဘာသာစကားပါကိုယ့်ရဲ့ English language ကိုတိုးတက်ချင်တယ်ဆိုလို့ရှိရင်တော့ international တွေနဲ့နေပါ international student တွေနဲ့နေတဲ့အခါမှာကိုယ့်ရဲ့ဒီ environment ပါချိန်သွားတယ်ကိုယ့်ရဲ့ habit တွေလည်းချိန်သွားနိုင်တယ်ပြီးတော့လွတ်လပ်နေပါမကြိုက်တာမကြိုက်ကြောင်းလည်းပြောလို့ရပါတယ်အဆင်မပြေတာကိုအပြေကြောင်းလည်းပို့ပွက်လည်းပြောလို့ရပါတယ်ကျွန်မရဲ့ student life မှာမြန်မာတွေကိုအရန်ဆောင်ခြင်းတဲ့အချိန်တစ်ချိန်ရှိခဲ့ပြီးတော့မြန်မာတွေကိုအရန်ကြောက်တဲ့အချိန်တစ်ချိန်ရှိခဲ့ပါတယ်ကျွန်မ2019ဟန်ဂေရီကိုစရောက်ခြင်းမှာဘူဒါပက်မှာမြန်မာဆိုလို့တိတ်မရှိပါဘူးမရှိလို့ကျွန်မကတန်ရုံတောင်မြန်မာတွေရှိလားလို့လှမ်းမရတဲ့အထီကိုကျွန်မမြန်မာအပေါင်းအသင်းတွေအရန်မှတ်ပါတယ်မရှိဘူးပေါ့နော်နောက်ပိုင်းမှာတဖြည်းဖြည်းမြန်မာတွေရောက်လာတဲ့အခါမှာဒီချင်းချင်းမိတ်ဆက်ပေးတဲ့အချိန်မှာကျွန်မဘလို့ကြောက်သွားလဲဆိုတော့ဒီမိတ်ဆက်ပေးနေတဲ့သူကထိုင်နေဖုန်းသုံးနေရပေါ့နော်ကိုယ်လက်လည်းမချီဘူးခင်နေဆိုတဲ့အရေးအယောင်မပြဘူးပေါ့နော်အဲ့လိုမျိုးကြောင့်ကျွန်မမြန်မာတွေတွေ့ရမှာကြောက်သွားတဲ့ကာလရှိခဲ့ပူပါတယ်ဆိုတော့အခုချိန်မှာတော့ကျွန်မကိုခင်လို့ရတယ်လမ်းမှာတွေ့ရင်နှုတ်ဆက်လို့ရတယ်ကျွန်မကလည်းမြန်မာတန်ချိုင်းအယောင်နှုတ်ဆက်တတ်တဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေကျွန်မဘဝမှာကြုံခဲ့ပူတယ်ပေါ့နော်ဆိုတော့လောလောလတ်လတ်နေပါမကြိုက်တာကိုမကြိုက်ကြောင်းပြောပါအဆင်မပြေတာကိုမပြေကြောင်းဒီကိုယ့်ရဲ့ roommate flatmate ကိုပြောပါလို့ကြံပေးချင်ပါတယ်ဒုတိယအချက်ကတော့ budget လည်း safe ဖြစ်တယ်လို့ energy လည်း safe ဖြစ်ပါတယ်အဲ့ဒါကတော့ tap water ကိုရောက်တာနဲ့တဖြည်းဖြည်းချင်းစထွင်ဖို့အကြံပေးချင်ပါတယ်ကျမတို့အာရှမှာဆိုရင်တော့ tap water ကိုဓာတ်ရိုက်မတောက်ဘူးပေါ့နော်ဒီလိုမျိုးချိုတောက်တယ်နောက်ဒီ bottled water တွေဝယ်တောက်ကြတာများတယ်ပေါ့နော်ဒီဥရောပနိုင်ငံအများစုကတော့ဒီ tap water quality က drinkable standard ဖြစ်ပါတယ်ဒီ pH 6.5 to 8.5 ကြားမှာရှိပြီးတော့ဒီ Hungary မှာဆိုလို့ရှိရင် water pH က7 to 8.5 ကြားမှာရှိပါတယ်ပြီးတော့ slightly alkaline ဖြစ်တဲ့အတွက်တောက်လို့ရတဲ့ပမာဏပဲများပ
ရပေါ့နော်ဆိုတော့ကျမကဆက်ဆက်ချင်းမှာတော့ရေတန့်ဖို့တောက်ပြီးတော့နောက်ပိုင်းမှာဥကိုချင့်ပြီးရပေါ့နော်နောက်ပိုင်းမှာတော့ tap water ကိုတောက်တယ်ပေါ့နော်ဒီမကောင်းတဲ့အချိန်တွေလောက်ပဲကျမက water bottle ကိုဝယ်တောက်ဖြစ်တယ်ပေါ့နော်နောက် tap water ကိုချင့်တယ်ကျမမှာအကြောင်းပြချက်တစ်ခုရှိရပေါ့နော်ကျမရဲ့ဒီ dormitory ကဒီ Green Bridge ပေါ့နော် Citadella ရဲ့ဒီဘက်တောင်ကြီးမှာရှိပါတယ်ကျမရဲ့အဆောင်ကိုသွားမယ်ဆိုလို့ရှိရင်ဒီတောင်ပေါ်တက်တဲ့ကားနဲ့သွားရတယ်ပေါ့နော်ဒီကားကနေပြီးတော့ဒီအမှတ်တိုင်ကနေကျမအဆောင်ကိုဒီ3ထပ်တက်ရတယ်ပေါ့နော်3ထပ်လေကားတက်ပြီးတော့ကျမအဆောင်ကိုနောက်ထပ်3ထပ်တက်ရတယ်ပေါ့နော်ဆိုတော့6ဆင့်ကိုကျမရေတန့်ဖို့လုံးဝတဲဖို့ကျမမှာအစီအစဉ်မရှိဘူးအဲ့ဒီအတွက်ကြောင့်ကျမကရောက်တာနဲ့ဒီ water bottle တောက်တယ်နောက်ပိုင်းဥကိုကျမဖြည်းဖြည်းချင်းကျင့်သွားတယ်ပေါ့နော်ကျမရဲ့အခန်းပေါ်ဖိလစ်ပင်းသူကတော့သူ tap water တောက်လို့မရဘူးသူတောက်တာနဲ့ဥကအတန်မြည်ရပေါ့နော်ဆိုတော့သူကအမြဲတမ်း bottle water ဝယ်တောက်ရတယ်ပေါ့နော်ဆောင်းမွေးထဲမှာတော့သူအရန်ဒုက္ခရောက်တယ်အမြဲတမ်းသူဝယ်တောက်ရတယ်တကယ်ချင်းအကူကြီးတောင်းရတယ်စသဖြင့်ပေါ့နော်ဆိုတော့ကျမကအဲ့ဒီဒုက္ခကိုကင်းဝေးသွားတယ်ပေါ့နော်ဒီ tap water ကိုကျင့်ပေးခြင်းအပြင် budget လည်းရွှေတာသလို energy လည်း save ဖြစ်ပါတယ်တရားတစ်ခုကတော့ရောက်ချင်းမှာရောနေထိုင်စဉ်အတွင်းမှာရော document တွေကိုစောင့်သွားပါရောက်ချင်းမှာတော့ဒီ passport တို့ student ID တို့ဒီ temporary ID တို့ဒီ resident card address card တို့ဒီ monthly ticket ကိုအမြဲတမ်းစောင့်ထားဖို့လိုပါတယ်ကျမတို့ဒီ Hungary က public transport ကအရန်ကိုကောင်းပါတယ်အရန်ကောင်းသလို ticket checker တွေကလည်းပိတ်ရက်မရွေးမနှက်ညမရွေးအမြဲတမ်းစစ်ပါတယ်ကိုယ့်ရဲ့ monthly pass ကိုဒီအမြဲတမ်း valid ဖြစ်အောင်ထားပြီးယူဆောင်သွားဖို့ကျွန်မအကြံပေးချင်ပါတယ်တကယ်လို့ ticket checker ကစစ်လို့ကိုယ့်ရဲ့ဒီ ticket က valid မဖြစ်ရင် fine ကြီး12000လား14000လားမသိပေးရတယ်ပေါ့နော်ဒုတိယချိန်မိရဆိုလို့ရှိရင်နှစ်စား2400 2800ပေါ့စသဖြင့်ပေးရပါတယ်တကယ်လို့ကိုကဒီ student ID ကြံသွားလို့ဒီ fine ချပေးရတယ်ဆိုရင်တော့ကိုကပြန်ပြီးတော့ claim လုပ်လို့ရတယ်ပေါ့နော်သူတို့ရဲ့ ticket counter တွေမှာသွားပြီးတော့ claim ပြန်လုပ်လို့ရပါတယ်ဒီကျမတို့ရဲ့ဒီ student ID ပေါ့နော်ကျောင်းသားကတ်ကဥရောပမှာအများကြီးကိုအရေးကြီးပါတယ်ပြီးတော့ကျောင်းသားအခွင့်အရေးကိုလည်းအများကြီးဒီ student ID နဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျမတို့ Hungary မှာဆိုလို့ရှိရင်ဒီ museum တွေ thermal belt တွေတချို့ဒီကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ဒီ restaurant တွေနောက်လို့ရှိရင် printer shop တွေပေါ့နော်မိတ္တူဆိုင်တွေမှာ student discount နဲ့ print ထုတ်လို့ရပါတယ်ဆိုတော့မေးဖို့ပဲလိုတယ်ပေါ့နော်ကျမဘလောက်တောင်မေးတယ်လဲဆိုလို့ရှိရင်ပြင်သစ်ကိုအလဲသွားတဲ့အခါမှာတကယ်နာမည်ကြီး Louvre Museum မှာကျမ student discount နဲ့ဒီ museum ဝင်ကြီးကို25 to 50ပေါ့နော် not sure discount ရခဲ့တယ်ပေါ့နော်ကျောင်းသား below 25ဆိုလို့ရှိရင် discount ရပါတယ်ဝင်ကြည့်လို့ရတယ်ပေါ့နော်ကျမတငယ်ချင်းကတော့ကံမကောင်းစွာပဲဒီ discount မရခဲ့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတငယ်ချင်းကျောင်းတက်တာက Hungary မဟုတ်ဘူး Switzerland မှာကျောင်းတက်တယ်ပေါ့နော် Switzerland မှာကျမတငယ်ချင်းရတဲ့ scholarship ကတလကို1800 euro 2000ကြားကိုရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ scholarship ကြောင့်ဒီ discount မရဘူးပေါ့တော့ကျမ student card ကိုကောင်းကောင်းလေးအသုံးချခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ budget ချွေတာတဲ့အနေနဲ့ကိုယ်တိုင်ချက်ပြုတ်စားတောက်ဖို့ကျမ recommend ပေးခြင်းနဲ့ချက်ပြုတ်စားတောက်တယ်ဆိုတာကခောက်ဆွဲပြုတ်တာမပါပါဘူးခောက်ဆွဲပြုတ်ကိုတစ်ပတ်ကိုနှစ်ထုပ်ကအများဆုံးပဲစားတဲ့နယ်ပေါ့နော်ကျမဒီမြန်မာကလေးတွေတွေ့ရသူတို့ဒီစားစရာ grocery သွားဝယ်မယ်ဆိုရင်သူတို့ရဲ့ဒီအိတ်ထဲမှာခောက်ဆွဲထုပ်အမြဲပါတယ်ပေါ့နော်မစားနဲ့မဟုတ်စားလို့ရတယ်ဒါပေမဲ့လေဒီအချိန်မှာစားတာကလေအနည်းမရှိဘူးပေါ့နော်ဘာမှလည်းမဖြစ်ဘူးဆိုပေမဲ့ဒီ30ကျော်လာတဲ့အခါမှာကျမတငယ်ချင်းတွေရဲ့ဒီ result တွေအရာကျမကြီးဘလုံးဝမကောင်းပါဘူးခောက်ဆွဲပြုတ်စားတာပေါ့ကျမပြီးတော့အနေကင်းတဲ့အစားတောက်လေးကိုချက်စားပါဝယ်စားပါပြီးတော့ရေပုံမှန်တောက်ပါပြီးတော့လေကောင်းလေတန်းရှူပြီးတော့လေ့ကျင့်ခန်းလေးကိုပုံမှန်လုပ်ပေးပါဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒီနိုင်ငံရဲ့ခြားမှာတယောက်ထင်နေရတယ် struggling လုပ်ရတဲ့အတွက်ကိုယ်နေမကောင်းဖြစ်ကိုယ်တိုင်းပဲခံရမှာဖြစ်တဲ့အတွက်နေမကောင်းမဖြစ်အောင်စိတ်ချမ်းသာရေးရောကိုယ်ချမ်းသာရေးရောကောင်းမွန်စွာနေဖို့အရင်အရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ဒီဆောင်းတွင်းကာလမှာဖြစ်လေဖြစ်တာရှိတဲ့ seasonal depression ပါဒါကလူတိုင်းကြုံရပါတယ် seasonal depression ဆိုတာကရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ကြယောဂတစ်မျိုးဖြစ်တယ်ပေါ့နော်များသောအားဖြင့်ဒီဆောင်းရာသီမှာဖြစ်လေဖြစ်တာရှိပြီးတော့လူဦးပေါက်ချိန်တွေလောက်မှာတော့ကျသွားတတ်ပါတယ်ဒါကြောင့် vitamin D ကိုပုံမှန်တောက်ပေးပြီးတော့အားကစားပုံမှန်လုပ်ပေးပါကျမရဲ့ကျောင်းကဒီ VNN ကျောင်းသူပေါ့ bachelor ကျောင်းသူဆိုလို့ရှိရင်2ချိန်3ချိန်လောက်ပေါ့နော်သူတစ်ချိန်အိတ်လို့ရှိရင်ဒီတရက်လုံးအိပ်ပျော်သွားတတ်တယ်ပေါ့တငယ်ချင်းအပေါင်းအသင်းလည်းမရှိတော့အဲ့ဒါအရန်ဆိုးတယ်ပေါ့နော်တငယ်ချင်းတွေနဲ့ပေါင်းမှာအပတ်စဉ်တွေ့နိုင်အောင်လဲကြိုးစားပါနောက်တစ်ခုကကျောင်းတိုင်းမှာ mental health ဆိုတာရှိပါတယ်လိုအပ်ရင်ဆက်သွယ်ပါဆက်သွယ်တာကရှက်စရာမဟုတ်ပါဘူးပုံမှန်ဖျားလို့နာလို့စေကန်းသွားသလိုပဲသွားလို့ရတယ်ပုံမှန်ကိစ္စရဲ့တစ်ခုပါပဲနောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့ရင်ဖွင့်ပါတိုင်ပင်ပါဆွေးနွေးပါ
ဒီနေ့ topic လေးကတော့ဒီလောက်ပါပဲတစုံတရာအကျိုးရှိမယ်ဆိုလို့ရှင်တော့ကျမရဲ့ channel လေးကို like နဲ့ subscribe ပြုလုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ရှင်အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာကြပါစေရှင်